Gallagher, Solanke, well here, bounce around, Chapolinia! ဒီယာဒီပရီးမီးယားလိအကောင်းဆုံးကစားသမားဆုရှင်ဘယ်သူဖြစ်လာမလဲမိုက်ကယ်ကားရဲ့လက်ထက်မှာတောင်းလျှောက်ခြေစွမ်းပြကစားလာပြီးတော့တွင်ကိုနဲ့ဂိုးဖန်နေမှုတွေဇက်တိုက်ရအောင်နိုင်ခဲ့တဲ့ဘရူနိုဖာနန်ဒက်စ်ကတော့ပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးကစားသမားဆုရဖို့တဖြည်းဖြည်းနဲ့ပိုပြီးရေပန်းစားလာပါတယ်လက်ရှိခြေစွမ်းပိုင်းရဆိုရင်တော့ဘရူနိုဖာနန်ဒက်စ်အနေနဲ့ဒီဆုကိုကောင်းကောင်းမျှော်မှန်းလို့ရနေတာလည်းအမှန်ပါပဲဒါပေမဲ့သူ့လိုပဲအကောင်းဆုံးခြေစွမ်းပြပြီးကစားနေတဲ့သက်ဆိုင်ရာအသင်းတွေကိုအကောင်းဆုံးကြိုးပြုနိုင်ခဲ့တဲ့အခြားကစားသမားတွေလည်းရှိနေပါသေးတယ်အဲ့ဒါဘယ်သူတွေဖြစ်မလဲဒီယာဒီပရီးမီးယားလိရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုဘယ်သူတွေမျှော်မှန်းလို့ရလောက်မလဲကျွန်တော်တို့နည်းနည်းအသေးစိတ်လေ့လာကြည့်အောင်ပါနံပါတ်1အာဆင်နယ်အသင်းကဒီကလန်ရိုက်စ်ဒီယာဒီအာဆင်နယ်ရဲ့စူလာမျှော်လင့်ချက်တွေမှာတော့ဒီကလန်ရိုက်ကအဓိကတောက်တိုင်ကစားသမားတစ်ယောက်ဖြစ်ပါတယ်သူကဖြစ်နိုင်သမျှပုံစံမျိုးစုံနဲ့အာဆင်နယ်အသင်းကိုအကောင်းဆုံးအကျိုးပြုနေခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်လက်ပတ်ဝတ်ထားတာမွေးထားတာအသင်းကောင်းဆောင်တစ်ယောက်ဖြစ်တစ်သင်းလုံးကိုဥဆောင်မောင်းနှင်ပေးနိုင်တာကိုလည်းတွေ့ရပါတယ်ကွင်းလယ်ဖန်ဒေးရှင်းတရားအနေနဲ့တိုက်စစ်ကိုအကောင်းဆုံးလိုက်ပါကူညီပေးနိုင်တယ်လို့အသင်းတော်လိုအပ်လာရင်ခန်းစကြောင်းရှေ့ကနေအခိုင်အမာကာဝယ်ပေးဖို့လည်းသူ့အနေနဲ့မပြတ်ကွက်ခဲ့တာကိုမြင်ရပါတယ်ဒီယာဒီအာဆင်နယ်ရဲ့တိုင်ပွဲစုံ30ပွဲမှာပွဲ30ထိသူပါဝင်ကစားပေးထားတယ်ကိုတိုင်က4ဂိုးသွင်းပြီးတော့အသင်းမော်လို့9ဂိုးထိဖန်တီးပေးထားတာကိုမြင်ရပါတယ်ဆက်ပြီးတွေကနေဂိုးတွေဖန်တီးပေးနိုင်စွမ်းရှိနေတာကလည်းသူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်ပါတယ်ပရီးမီးယားလိပွဲ30ထိကစားထားပြီးတော့ကွင်းလယ်အပြတ်ဖြစ်တာဝန်ယူရတဲ့ခိုက်တက်နေလဲသူ့အနေနဲ့အချိန်ချင်းရှိပေမဲ့ဘဝက2ချိန်ပဲထိခဲ့တာကိုကြည်ချင်းအပြင်သူ့ရဲ့ကစားပုံကဘယ်လောက်ထိစနစ်တကျရှိနေတယ်လဲဆိုတာထင်ရှားနေပါတယ်အာဆင်နယ်ကစူပလာတွေနဲ့အနည်းဆုံးနေထားကနေအချိန်ချင်းလွဲချော်ခဲ့ဘူးတာမျိုးလည်းရှိနေတော့အခုလိုရာသီကုန်ကာနီကာလာတွေကသူတို့အတွက်ဖိအားများဆုံးအချိန်လည်းဖြစ်ပါတယ်ဒါပေမဲ့ဒီကလန်ရိုက်ကတော့ဒီလိုဖိအားတွေကြားမှာအချိန်ချင်းဆုံးပုံစံနဲ့ရပ်တည်နေခဲ့တယ်ကိုယ်တိုင်လည်းအချိန်ချင်းဆုံးဖြစ်နေသလိုအသင်းလုံးကိုလည်းတည်ငြိမ်မှုရှိအောင်ဖိအားတန်ခံနိုင်အောင်အကောင်းဆုံးကူညီပေးနေတာဖြစ်ပါတယ်အာဆင်နယ်သာဒီယာဒီမှာပရီးမီးယားလိဖလားကိုရယူနိုင်ခဲ့မယ်ဆိုရင်တော့ဒီကလန်ရိုက်ကလည်းပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးဆုကိုကောင်းကောင်းမှန်းလို့ရတဲ့အနေအထားမှာရှိပါတယ်နံပါတ်1အာဆင်နယ်အသင်းရပဲနောက်တစ်ယောက်ဖြစ်တဲ့ဂိုးသမားဒေးဗစ်ရာတာဖြစ်ပါတယ်အာဆင်နယ်သာပရီးမီးယားလိဖလားရခဲ့မယ်ဆိုရင်တစ်နှစ်တာအကောင်းဆုံးဆုကိုမျှော်လင့်လို့ရတဲ့နောက်ထပ်အာဆင်နယ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဂိုးသမားတွေကတော့ဒီလိုတစ်နှစ်တာအကောင်းဆုံးထိုးချွန်စုတွေကိုစိန်ခေါ်နိုင်ခဲ့တာမျိုးကတော့သိပ်ပြီးတော့နည်းပါပါတယ်ဒါပေမဲ့အသင်းတစ်သင်းရဲ့အောင်မြင်မှုကြာရှုံးမှုတွေကဂိုးသမားရဲ့အရေးသွေးနဲ့လည်းအများကြီးပတ်သက်နေတာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်နှန်းငယ်အတွင်းပရီးမီးယားလိမှာချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေကိုတစ်ချက်ပြန်ကြည့်လိုက်ရုံနဲ့ဒီချက်ကထင်ရှားပါတယ်မန်စီးတီးကအီရာဆန်လိုဘောလုံးဖြတ်ဝင်မှုအကောင်းဆုံးဂိုးသမားမျိုးကိုပိုင်ဆိုင်ထားခဲ့တယ်လီဗာပူးရဲ့အယ်လီဆန်ဆိုရင်လည်းကမ္ဘာအကောင်းဆုံးစင်းဝင်ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်ဒေးဗစ်ရာတာလည်းပြီးခဲ့တဲ့နှစ်3နှစ်လောက်အတွင်းမှာကမ္ဘာအကောင်းဆုံးစင်းဝင်ဂိုးသမားတစ်ယောက်ဖြစ်ရည်တည်လာခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့နှစ်နှစ်စတာပရီးမီးယားလိရွှေလိုက်ဆုရှင်ဖြစ်တယ်လို့ဒီနေ့လဲသူပဲထည့်ရဖို့ရာခိုင်နှုန်းတော်များနေပါတယ်ဒီရာသီမှာတော့အာဆင်နယ်မှာသူ့ရဲ့အရေးပါမှုကပို့ပြီးတော့တည်တာလာခဲ့တာကိုကျွန်တော်တို့မြင်ရပါတယ်အသင်းတော်ရေးပါတဲ့လက်စွမ်းပြကာကွယ်မှုတွေကအချိန်ချင်းရှိခဲ့တယ်မြင်ဘောတွေနဲ့ဖြတ်တင်ဘောတွေကိုတက်ဆွဲရမှာလဲအတော်လေးကိုတသက်ရဲ့ရှိပါတယ်သူ့ရဲ့တိကျသေးကြတဲ့ဘောလုံးဖြန့်ဝေမှုတွေကလည်းအာဆင်နယ်တိုက်စစ်လမ်းကြောင်းတွေကိုအများကြီးကူညီပေးနိုင်စွမ်းရှိနေခဲ့တာဖြစ်ပါတယ်ဒီရာသီပရီးမီးယားလိမှာတော့သူနည်းသူဟန်နဲ့သူကောင်းနေတဲ့ဂိုးသမားတွေတော်တော်များများရှိကြပါတယ်ဒါပေမဲ့ဒေးဗစ်ရာလိုဘိုးပေါက်ကာကွယ်မှုနဲ့ကစားကွက်ပိုင်းမှာပါဝင်ပတ်သက်နိုင်မှုဘောလုံးဖြန့်ဝေမှုနဲ့အမြင်ဘောတွေကိုပိုင်ပိုင်နိုင်နိုင်ထွက်ဆွဲနိုင်မှုတွေခန်းစက်ကြောင်းကိုအကောင်းဆုံးဥဆောင်ကွယ်ကွဲနိုင်မှုတွေဒီလိုချက်လက်တွေကိုကျင့်ရင်လည်းဖက်ဖက်ကပြီးပြည့်စုံတဲ့ဂိုးသမားမျိုးဆိုတာတော့ကြားပါလိမ့်မယ်တကယ်တော့အာဆင်နယ်ကထိပ်ဆုံးစစ်ဂိုးသမားမျိုးကိုမပိုင်ဆိုင်နိုင်ခဲ့တာတော်လေးကိုကြားခဲ့ပြီဖြစ်ပါတယ်ဒေးဗစ်စင်မန်ခက်နောက်ပိုင်းနေရလို့ပြောရင်လည်းမမှားပါဘူးအခုတော့အဲ့ဒါတွေပြီးဆုံးသွားခဲ့တယ်လို့ပြောလို့ရပါတယ်ဒေးဗစ်ရာပရီးမီးယားလိမှာတွေမကဘဲနဲ့ဘောလုံးကဘာတစ်ခုလုံးမှာပါအကောင်းဆုံးစင်းဝင်ဂိုးသမားတစ်ယောက်ဖြစ်ရပ်တည်နေနိုင်ခဲ့တာကိုကျွန်တော်တို့မြင်ရပါတယ်ပြီးခဲ့တဲ့2နှစ်3နှစ်လောက်အတွင်းမှာလည်းအာဆင်နယ်ရဲ့တိုးတက်လာမှုတွေမှာဒေးဗစ်ရာလည်းအရေးပါတဲ့အကြောင်းရင်းတစ်ချက်ဖြစ်ပါတယ်နံပါတ်3မန်စီးတီးမှာကစားနေတဲ့စီမန်ညိုဒီဟာဒီဘုံမောက်မှာရောမန်စီးတီးမှာရောသူပြသနေတဲ့ခြေစွမ်းတွေအရစီမန်ညိုကလည်းပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးဆုကိုမျှော်လင့်ခွင့်ရှိနေပါတယ်ဒီဟာဒီပရီးမီးယားလိ29ပွဲကစားထားတဲ့နေရာမှာတိုက်ရိုက်ဂိုးပောင်ဝင်ပတ်သက်မှု19ချိန်တိတိရှိထားခဲ့ပါတယ်ကိုရိုင်းက15ဂိုးသွင်းပြီးတော့အသင်းဘော်တွေကို4ဂိုးထိဖန်တီးပေးထားတာဖြစ်ပါတယ်တိုက်စစ်မှုစစ်မဟုတ်ပေမဲ့ဒီလောက်ဂိုးတွေရထားတာနဲ့ဒီယာဒီပရီးမီးယားလိမှာဟာလန်နဲ့တီယာကိုပြီးသွားရင်ဂိုးသွင်းအများဆုံးကစားသမားဖြစ်ရပ်တည်နေတယ်ဆိုတာတောင်ပန်ကစားသမားတစ်ယောက်အနေနဲ့ကတော့တော်တော်လေးကိုထူးထူးခြားခြားဖြစ်ပါတယ်ဘုံမောက်မှာရောမန်စီးတီးမှာရောတရားစီလုံးအနေနဲ့အကောင်းဆုံးခြေစွမ်းတစ်ခုကိုထိန်းထားနိုင်တာကလည်းစီမန်ညိုရဲ့အားသာချက်ဖြစ်ပါတယ်လက်ကျန်ပွဲအနေထားအရဒီယာဒီပရီးမီးယားလိဘလောက်အာဆင်နယ်ရသွားဖို့ရာခိုင်နှုန်းပိုများနေတာဖြစ်တဲ့အတွက်စီမန်ညိုအနေနဲ့ပရီးမီးယားလိနှစ်တာအကောင်းဆုံးဆုရှင်ဖြစ်ဖို့တော့အခွင့်အလမ်းနည်းပါတယ်ဒါပေမဲ့သူလည်း
ဒီစုကိုရရှိမဲ့သူတွေတဲကစောင့်ကြည့်ရမယ့်ကစားသမားတစ်ယောက်ဖြစ်ပါတယ်နံပါတ်4 Brentford အသင်းကတီယာကိုကဲတော့ဒီရာသီမှာ Brentford အနေနဲ့အတော်လေးရုံးဝင်ရနိုင်တယ်လို့ပြည်သက်အများစုကယူဆထားခဲ့ကြတာဖြစ်ပါတယ်အသင်းကိုကာလကြာရှည်ကင်တွယ်လာခဲ့တဲ့နီးပြသောမတ်ဖရန်အသင်းကောင်းဆောင်နော်ဂတ်နဲ့အဓိကဂိုးသွင်းရှင်အမ်ဘူမိုတို့တပြိုင်နက်ဆုံးရှုံးလိုက်ရတဲ့အနေထား Brentford အသင်းတို့အများကြီးခက်ခဲသွားနိုင်ခဲ့လို့ဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူတို့ရလက်ကောင်းတွေဇက်တိုက်ရယူနိုင်ခဲ့တယ်ဒီခက်ခဲတွေကိုအကောင်းဆုံးကြော်ဖြတ်ပြနိုင်ခဲ့ပါတယ်အခုလက်ရှိမပေးစရာရဲ့အဆင့်ခွန်မှာရပ်တည်နေပြီးတော့ဥရောပပြိုင်ပွဲတစ်ခုခုဝင်ခွင့်ရဖို့တော့မှမျှော်လင့်နိုင်တဲ့အနေအထားတစ်ခုမှရှိနေပါတယ်အဲ့ဒီအတွက်နီးပြသစ်ကဲ့ရန်တို့ရဲ့ကစားကွက်တွေနီးပြားတွေနဲ့အတူတိုက်စမုတ်သေးအီဂေါတီယာဂိုရဲ့သွင်းကိုတွေကလည်းရေးပါနေခဲ့တာဖြစ်ပါတယ်တီယာဂိုကဒီယာဒီ Brentford အတွက်ပရီးမီးယားလိ30ပွဲလုံးပါဝင်ကစားပေးထားတဲ့နေရာမှာ19ဂိုးအထိသွင်းယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီယာဒီပရီးမီးယားလိရွှေဖနက်စုအတွက်မန်စီးတီးသင်းကဟာလန်ကို3ဂိုးกว่าနဲ့တောက်လျှောက်လိုက်လံဖိအားပေးနေခဲ့တာဖြစ်ပါတယ်တကယ်လို့များလက်ကျန်ပွဲတွေမှာတီယာဂိုဂိုးတွေတောက်လျှောက်ဆက်သွင်းနေမယ်ဟာလန်ကိုကြော်ပြီးတော့ပရီးမီးယားလိရွှေဖနက်စုရမယ်Brentford အသင်းကလည်းဥရောပပြိုင်ပွဲတစ်ခုခုဝင်ခွင့်ရသွားခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးစုကအီဂေါတီယာကိုအတွက်လည်းဖြစ်လာနိုင်ပါတယ်နံပါတ်5 Manchester United အသင်းက Bruno Fernandes Bruno ကတော့ကျွန်တော်တို့အထွေထူးပြောနေစရာတော့လိုမယ်မထင်ပါဘူးဒီရာသီ United ပရီးမီးယားလိ30ပွဲမှာ28ပွဲတိတိသူပါဝင်ကစားပေးထားပါတယ်ဒဏ်ရာပြဿနာကြောင့်ပဲ3ပွဲလွဲချော်ခဲ့ရတာမြင်ရပါတယ်အဲ့ဒီ28ပွဲမှာသူ့ရဲ့ဓာတ်ရိုက်ဂိုးပါဝင်ပတ်သက်မှုက24ချိန်ထိရှိလာတယ်ကိုရိုင်းက8ဂိုးသွင်းပြီးတော့သင်းမော်တွေကို16ဂိုးတိတိဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်ကိုရင်လက်ထက်မှာသူတိတ်ရမတန်တဲ့ကစားနေကြမဟုတ်တဲ့တပယ်ပိုက်ပေါ်နေရာကစားခဲ့ရပြီမဲ့သူရှိဟာဂိုးပန်နေမှုတွေနဲ့ chance creator တွေကစက်တိုက်ဖြစ်ခဲ့တယ်မဂကားရဲ့လက်ထက်သူအားတန်တဲ့နံပါတ်10ရိုးပြန်တက်ကစားခွင့်ရချိန်မှာတော့ဘရူနိုရဲ့အကောင်းဆုံးခြေစွမ်းတွေကိုကျွန်တော်တို့ပြန်မြင်လာရပါတယ်ဂိုးဖန်နေမှုတွေကလည်းပို့ပြီးတော့များလာခဲ့တာကိုမြင်ရပါတယ်အခုဆိုရင်ဘရူနိုဖာနန်ဒက်ကဒီယာဒီပရီးမီးယားလိရဲ့ဂိုးဖန်နေမှုအများဆုံး chance creator အများဆုံးဖြစ်ထိပ်ဆုံးကနေပြတ်ပြတ်သားသားဥဆောင်နေခဲ့တာဖြစ်ပါတယ်ထိပ်ဆုံးပိုင်းပဲတီးနိုင်ရဆိုရင်တော့ပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးစုကိုကောင်းကောင်းမျှော်လင့်လို့ရတဲ့အနေအထားမျိုးမှာရှိနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နံပါတ်6အာဆင်နယ်အသင်းကဂါဘရီယယ်ဒီယာဒီမှာပဲဖြစ်ဖြစ်ပြီးခဲ့တဲ့နှစ်နန်းငယ်တွင်းမှာပဲဖြစ်ဖြစ်အာဆင်နယ်ကပရီးမီးယားလိမှာတင်မကဘဲနဲ့ဥရောပတစ်ခွင်လုံးမှာခံစစ်အကောင်းဆုံးစင်းဝင်အသင်းဖြစ်ခိုင်မာရပ်တည်လာခဲ့တာဖြစ်ပါတယ်အဲ့အတွက်ဆလီဗာနဲ့ဂါဘရီယယ်ဘိုးခံစစ်တွဲရလဲအများကြီးရေးပါနေခဲ့တာကိုမြင်ရပါတယ်နှစ်ယောက်စလုံးကမတူကွဲပြားတဲ့အားသာချက်တွေကိုပိုင်ဆိုင်ထားကြတယ်တယောက်ကိုတယောက်ပိုကောင်းလာအောင်လဲအပြန်အလှန်အကူအညီပေးနေကြပါတယ်ဒါကြောင့်ဆလီဗာနဲ့ဂါဘရီယယ်နှစ်ယောက်မှာတယောက်တည်းကိုတီးသန့်ခွဲထုတ်ပြီးချီကျူးဖို့ကနည်းနည်းခက်ခဲပါတယ်ဒါပေမဲ့အခုလိုပရီးမီးယားလိတစ်နှစ်တာအကောင်းဆုံးစုအတွက်ကြတော့ဂါဘရီယယ်ကပိုပြီးနီးစပ်တယ်ထင်ပါတယ်ဆလီဗာရောဂါဘရီယယ်ရောတယောက်တစ်မျိုးစီကောင်းကြတယ်ဆိုပေမဲ့ခါလီမှာဂါဘရီယယ်လောအားနှုန်းကောင်းကောင်းကြိုးကြိုးစားစားနဲ့ပြိုင်ပွဲတိုက်စစ်ကိုကာဝယ်ပုံတွေကပိုပြီးတော့မြင်သာထင်သာရှိနေခဲ့ပါတယ်ခံစစ်ကြောက်ဆောင်လို့တင်စားလောက်တဲ့ခိုင်မာမှုမာကျောမှုမျိုးတွေကဂါဘရီယယ်စီမှာအပြည့်ရှိနေသလိုစက်ပီတွေကနေဂိုးတွေရအောင်အကောင်းဆုံးကူညီပေးနိုင်တာလည်းသူ့ရဲ့နောက်ထပ်အားသာချက်တစ်ခုဖြစ်ပါတယ်။ဒါလို့သာဒီယာဒီမှာအာဆင်နယ်အသင်းကပရီးမီးယားလိချန်ပီယံဖြစ်ခဲ့မယ်ဆိုရင်တော့တစ်နှစ်တာအကောင်းဆုံးဆုကိုမျှော်လင့်လို့ရတဲ့အာဆင်နယ်ကစားသမားတွေက3-4ယောက်ထက်မနည်းရှိနေပါတယ်။အဲ့ဒီထဲမှာဂါဘရီယယ်လည်းတစ်ယောက်ပါဝင်ဖြစ်ပါတယ်။ဒီယာဒီပရီးမီးယားလိရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုမြန်မာလုံးရနိုင်လောက်တဲ့ကစားသမားတွေက6ယောက်လောက်ကိုကျွန်တော်တို့ရှာချောင်း Sport Channel ကနေအခုလိုပဲရွေးထုတ်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ Manchester United အသင်းကောင်းဆောင် Bruno Fernandes အာဆင်နယ်ကစားသမားတွေဖြစ်တဲ့ David Raya, Gabriel နဲ့ Declan Rice ဘုံဘုံမှာရော Man City မှာရောအကောင်းဆုံးခြေစွမ်းပြနေတဲ့ စီမန်ညိုနဲ့ Brentford မှာဂိုးတွေတိုင်းသွင်းနေတဲ့တိုက်စစ်မှု Igor Thiago တို့ဖြစ်ပါတယ်။ပြည်သက်တွေအနေနဲ့ရောဒီယာဒီပရီးမီးယားလိရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်ဟာဘယ်သူဖြစ်လာမယ်ထင်ပါသလဲ။ကျွန်တော်တို့တင်ဆက်ပေးခဲ့တဲ့ကစားသမား6ယောက်ထဲကပဲဖြစ်မလား။ဒါမှမဟုတ်တခြားတစ်ယောက်လားဆိုတဲ့အတွေးအမြင်လေးတွေရှိရင်လည်းကိုယ့်မှမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ဗီဒီယိုဆုံးနေကြည့်ကြပေးကြတဲ့ညီကိုတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။